ကျွန်တော်နာမည်လားဟိုတင်လွင်မိုးပေါ့ထင်လို့မို့ပေါ့တင်လွင်မိုးပေါ့အသက်ဆရာကြီးကကျွန်တော်ငယ်ကြီးစားနာမည်ကိုသိနေတယ်အမျိုးတွေနာမသိဘူးဆရာကြီး အသက်ကိုပြောနေတာအဲ့ဒါကျွန်တော်ကောင်မကြီးရဲ့နာမည်မဟုတ်ဘူးရမင်းရဲ့မွေးသက်ကြီးအသက်ကိုမေးနေတာမင်းအသက်ကိုမေးနေတာအသက်ဘယ်လောက်ရှိလဲမေးတာအော်ကျွန်တော်အသက်လားညံတော်မြင့်တာတက်ပြင်းညူတကိုးကြီးရရွှေစည်းကုန်လက်ရမြောက်တာအာနန္ဒာရှူခင်းလာတာဘူးပြင်းနဲ့ရွှေစံတော်တော်တဲ့ကကောင်းကုန်မီးလုံတော့နွားနဲ့ကောင်ပြောက်တယ်ကြက်တကောင်ပြောက်တယ်ကြီးမတုံးညမှာခိုးခံရတယ်ဆိုတော့ကျွန်တော်တို့နွားကိုအဲ့ဘယ်လိုချင်းပါမင်းသက်ပဲပြောပါငါယူရလာပြီနော်အဲ့ရောက်ကျွန်တော်အသက်လားအေးအဲ့နွားနဲ့ကောင်ပေါ်ရဲ့အချိန်မှာကြက်ခိုးခံတဲ့ဂျားထဲမှာမွေးတော့ကျွန်တော်အသက်က14 5 60 60ကို30နှုတ်ဘယ်လောက်ကျန်30ကျန်ပါ30ကို9နဲ့ပေါင်း35 15ပြန်တော့ကျွန်တော်အားလုံးပေါင်း21နဲ့21ပဲကွာသူရဲ့အတူတူပဲ21ဆိုလည်းပြောလိုက်ပြီးသွားပြီငါယူနိုင်တယ်မင်းတို့နှစ်ကောင်မင်းတို့3ယောက်နဲ့ဟုတ်ပြီရပြီငါပါဆက်လို့ဟောဒီလေဆေးစင်ပါမင်းတို့တော့စစ်သားအောင်သွားပြီဆိုတော့ဟာမင်းတို့တင်တန်းတက်ပြီးတာနဲ့စစ်သားရဖြစ်ပြီနော်ဟေးဘာလို့ ဒါရည်သူတို့ကိုကြည့်ရလို့ ဟောနမေပြည်နေမှာမရှိကွာအတင်းန်းတော့မကြက်ရသေးဘူးမင်းလေဒီကောင်တော့ငိုတယ်တင်တန်းတော့ခံမလားမသိဟမ်ဟေးတိတ်နေကွာနောက်ငိုတာကြိုက်မင်းကတွေ့မယ်ဟုတ်ကဲ့ပါဒီမှာမင်းတို့စစ်သားဖြစ်သွားပြီစစ်သားဖြစ်သွားတဲ့ခါမှာစစ်သားစိတ်တော့မိုးရမယ်မင်းတို့ရသားရင်မို့တော့ဟုတ်ပြီနော်ဟုတ်ကဲ့အဲ့တို့စစ်သားဝင်နေဆိုတာဒီတိုင်းရိုးဝင်လို့မရဘူးရည်ရချက်တော့ရှိရရှိတာဗောဆရာကြီးဟုတ်ပြီနော်ဟုတ်ကဲ့ကဲဖေးတာစပြောအော်ရည်ရချက်ပြောရမယ်ဆိုရင်တော့ရည်ရချက်ဆိုတာရှိပါလေလူတယောက်မှရည်ရချက်ရှိရလဲကျွန်တော်ဟိုကောင်းမှမြတ်စွာဘုရားလက်ထက်ကရည်ရချက်တွေဘယ်လောက်ထိရှိသလဲဆိုရင်ဟေးအမင်းငါ့ကိုရိုးပြောလို့မရဘူးရိုးတန်းတန်းပြောလို့မရဘူးလားဇက်ကဘာလို့ကျွန်တော်ကသမင်းသားလေးပါအေးဇမင်းသားတထဲတော့ပြောဒါတက်ထဲမှာဇက်ကုန်မမဟုတ်ဘူးနော်တက်ထဲရောက်နေပြီဟုတ်ကဲ့ခင်ဗျအေးတဲ့သားသားနဲ့ပီပီသားသားပြောမလေးစီအောင်အေးဘောကြီးညပဲလာမလို့နဲ့နော်ပြောဘာဖြစ်လဲဘယ်လိုလုပ်စစ်တဲ့ဝင်စင်လာပြော ရည်ရချက်ပြောရမယ်ဆိုရင်အမလီမမမမမေပြီရည်ချက်မေပြီအမမပြောရလားပြောငါစိတ်ရှည်တယ်နော်ပြောရိုးတန်းပြောလို့မင်းငါပြောတာလေအချင်းကပါနေလို့ဒီလိုရှိပါလေစကားရဲ့ကျွန်တော်ကဇမင်းသားလေးဆိုတော့လေကျွန်တော်ဇက်ထောင်ပြီးတဲ့ဆက်စရာကျွန်တော်နဲ့အသက်90လောက်ကြီးတဲ့မမတယောက်နဲ့ကျွန်တော်အိမ်အောင်